လုံးမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဦးဆိုင်အောင်စုဖြစ်ပါတယ်ကျွန်တော်ဟာ1985ခုမှာအဖဦးစုံမင်းလွင်အမိဒေါ်တွဲဘူကနေမွေးဖွားလာတဲ့အကြီးဆုံးသားဖြစ်ပါတယ်ကျွန်တော်ရဲ့ပညာရေးချင်းကတော့တတိယနှစ်ဥပဒေအဖြစ်အထိစီးပူးခဲ့ပြီးချက်ဆိုလို့ခေါ်တဲ့ကနေဒါတက္ကသိုလ်ကနေဒီပလိုမာများလည်းရယူထားသူဖြစ်ပါတယ်အခြားဒီပလိုမာများလည်းရယူထားပါတယ်ကျွန်တော်ကတော့ပပဲတန်းမြို့နယ်ကုစားပြုလွတ်တော်ကိုယ်စားလှယ်အနေနဲ့မဲအများဆုံးရယူအနိုင်ယူစနစ် FPTP အဖြစ်ဝင်ရောက်ရှင်ပြိုင်သွားမဲ့ကိုယ်စားလှယ်လောင်းလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့နိုင်ငံရေးဝင်လာရခြင်းရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တတ်ထားတဲ့အတတ်ပညာကျွန်တော်သိထားတဲ့အသိပညာကျွန်တော်ဖြတ်သန်းလာတဲ့ဘဝအတွေ့အကြုံတွေကနေပြီးတော့နိုင်ငံတော်ပုံမှုဖွံ့ဖြိုးတိုးတက်တည်ဆောက်ရေးခန္ဓာတွေမှာတဒတ်အားတတောင့်တနေရာကနေပြီးတော့ပါဝင်ခွင့်ရခြင်းတဲ့အတွက်ဖြစ်ပါတယ်။ဒါကြောင့်ပပဲတန်းမြို့နယ်မှာရှိတဲ့ပြည်သူများကျွန်တော်ဦးဆိုင်အောင်စိုးကိုမဲပေးစီခြင်းပါတယ်လို့တလီတစားမိတ်ဆက်စကားဆိုလိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။